Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီ US stock အကြောင်းကျွန်တော် knowledge sharing လေးလုပ်ပေးပါမယ် Chapter 2မှာတော့ကျွန်တော်တို့ဘာကြီး cover လုပ်မလဲဆိုတော့ကျွန်တော် investment အမျိုးမျိုးအကြောင်းကျွန်တော်နည်းနည်းချင်းစီရှင်းပြပေးပါမယ်ကျွန်တော်ဒီမှာဆိုရင်ဒီမှာ stock ရှိမယ် forex ရှိမယ် commodity ရှိမယ် crypto ရှိမယ် real estate then bond fixed deposit retirement account တွေရှိမယ် collectible ရှိမယ် hedge fund အကြောင်းတွေရှိမယ်အဲ့တော့ကျွန်တော် stock ကကျွန်တော်တို့က stock market မှာအမျိုးမျိုးရှိရယ်ကျွန်တော်တို့အခုလက်ရှိလုပ်နေတာက US stock အဲ့တော့ဒီ US stock တွေကို invest လုပ်တဲ့နေရာမှာကျွန်တော် chapter 1မှာပြောခဲ့တဲ့အတိုင်းပဲပုံစံ 3 မျိုးလုပ်လို့ရမယ်ဒီနောက်တစ်မျိုးကျတော့ Warren Buffett လိုမျိုးသူဝယ်တာကိုလိုက်ဝယ်တာမျိုးပါဝယ်ထားပြီးတော့ထုံမရောဘဲနဲ့ကြာကင်ထားတယ်တချို့ကျတော့ဒီတခြား professional တွေလုပ်တယ်မျိုး share လုပ်လိုက်လုပ်ကြတယ်သူတို့ဘာဝယ်လဲကိုဘာလိုက်ဝယ်မလဲအဲ့လိုမျိုးတွေပေါ့ forex ကကျတော့ကျွန်တော်တို့ foreign exchange ပေါ့နိုင်ငံခြားငွေတွေကို online ပေါ်ကနေပြီးတော့အဝယ်ရောင်းလုပ်တယ်။ပြီးတော့တချို့ offline တွေလည်းလုပ်ကြတယ်။ offline ဆိုတာကကျွန်တော်တို့ဥပမာအာကျွန်တော်ငွေလဲသမားတွေရှိတယ်ဗျာ။သူတို့တွေစီကနေပြီးတော့ကျွန်တော်တို့ဥပမာဒေါ်လာဈေးကျနေတော့ကျွန်တော်တို့ကောက်ဝယ်လိုက်တယ်။ပြီးရင်ဒေါ်လာဈေးတက်နေချိန်မှာကျွန်တော်တို့ရောင်းလိုက်တယ်။ဒါမျိုးပေါ့။ပြီးတော့နောက်တစ်ခုက commodity ကကျတော့ကျွန်တော်ရွှေတွေငွေတွေCA ကိုကျွန်တော် online ကနေဝယ်လို့ရတယ်။ဒါကကျတော့ account တွေပါ create လုပ်ရတာပေါ့။ပြီးတော့ကျွန်တော်တို့ဒီမှာမြန်မာပြည်မှာတွေမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီမှာထိုင်းမှာဖြစ်ဖြစ်စင်ကာပူမှာပဲဖြစ်ဖြစ်ဒီမှာရွှေတွေဝယ်ထားတာမျိုးတွေဘာတွေလုပ်လို့ရပါတယ်အဲ crypto ကကျတော့ကျွန်တော်တို့က digital currency ပေါ့နော်သူကနာမည်ကြီး Bitcoin လိုမျိုးပေါ့သူ့မှာလည်းသူကာလတန်ဖိုးရှိရယ် stock လိုမျိုးပဲအသက်ကြရရှိရယ်ပြီးတော့အဲ့ crypto နဲ့လည်းတခြားပစ္စည်းဝယ်လို့ရတယ်ဥပမာ Tesla ကားကို Dogecoin နဲ့ဝယ်လို့ရတယ်လို့မျိုးပေါ့ကျွန်တော်ဝယ်လို့ရတယ်ပြီးတော့အင်ချိန်မြေကျတော့ဒီဟာကကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်အရင်တော့ဆိုရင်ကျွန်တော်စရန်ချတယ်စရန်ချပြီးတော့ပြီးတော့မှငွေအရင်အခြေချေပေါ့တချို့ကကျတော့ဒီဘန်လုံးတွေပါလေလည်းယူလို့ရတယ်ပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်နာမည်ကြီးရဲ့တယောက်ဆိုလို့ရှိရင် Robert Kiyosaki ပေါ့နော်သူကကျတော့အင်ရှင်မြေအပိုင်းမှာဘယ်လို invest လုပ်လဲဆိုတော့သူကအကျွေးရည်နဲ့အိမ်ကြီးလိုက်ဝယ်သူစီမှာလက်ထဲမှာငွေမရှိဘူးငွေမရှိတဲ့အတွက်ကျွန်တော်သူကလည်း test ပေးစရာမလိုဒါတွေကတထေးတွေလောက်တဲ့ပုံစံမျိုးပေါ့ဘယ်တော့မှလက်ထဲမှာငွေမကင်ထားဘူးအဲ့ဒါငွေကင်ထားရဲဆိုလို့ရှိရင်ကျွန်တော်က test တွေပေးရတယ်အဲ့တော့သူကကျတော့အကျွေးနဲ့ဝယ်တယ်အကျွေးနဲ့ဝယ်တဲ့ test ပေးစရာမလိုဘူးပြီးတော့သူကဘယ်ကပတ်စံရလဲဆိုတော့သူကအင်္ဂါအိမ်ကိုအကျွေးနဲ့ဝယ်ပြီးတော့အင်္ဂါတင်တယ်အင်္ဂါတင်ပြီးတော့သူကလစဉ်အင်္ဂါတွေစီကအင်္ဂါကရတယ်အင်္ဂါကရတော့အဲ့ဒီအင်္ဂါကနဲ့သူကဘဏ်ကိုmortgage fee တွေပေးတယ်သူ့အကြောင်းကိုကြတော့ကျွန်တော်ဒီမှာအသေးစိတ်မရှင်းပြတော့ဘူးအကယ်၍စိတ်ဝင်စားရဆိုလို့ရှိရင်တော့ဒီ Robert Kiyosaki အကြောင်းကိုအပြင်မှာလေ့လာလို့ရပါတယ်ကျွန်တော်နောက်တစ်ခုကြတော့ bond ကကြတော့ကျွန်တော်တို့ဒီမှာ risk နည်းလို့တော့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ US stock တွေ crypto တွေ forex တွေနဲ့ရှင်ကြည့်လို့ရှိရင်တော့ဒီအသက်ကြမရှိဘူးဒါကြောင့်ဘယ်လိုမျိုးလဲဆိုတော့တိုးနှုန်းတစ်ခုနဲ့ကျွန်တော်တို့ fixed deposit လိုမျိုးပဲ1 year 2 years အဲ့လိုမျိုးဝယ်ထားလို့ရတယ်ငွေတိုက်စာချုပ်ပါနောက်တစ်ခုကကျတော့ fixed deposit ဘဏ်တွေမှာကျွန်တော်တို့6လတစ်နှစ်အဲ့လို fixed deposit ထည့်ပြီးတော့အတိုးယူတယ်ဒါတော့ကိုဘာမှမလုပ်တတ်ဘူး risk မယူချင်ဘူးဆိုလို့ရှိရင်ဒီလိုမျိုး bond လိုမျိုး fixed deposit လိုမျိုးဘဏ်မှာပဲထားလို့ရတယ် retirement account ကကြတော့ကျွန်တော်တို့ကဒီ financial advisor တွေနဲ့တွေ့ပြီးတော့သူတို့ကကိုအကြံဉာဏ်ပေးမယ်ပေါ့နော်သူကဘယ်လိုပေးမလဲဆိုတော့သူတို့စီဆိုတာကသူတို့က company account ရှိရယ်သူကကြတော့ဒီတစ်လကိုဘယ်လောက်လွှဲပြီးလို့ရှိရင်စနေကြရင်ကိုယ့်ရဲ့ portfolio ကဘယ်လောက်အထိဖြစ်သွားမလဲကိုအသက်ဘယ်လောက်ကြာလို့ရှိရင်ငွေဘယ်လောက်စုမိမလဲသူတက်ပြမယ်တယောက်နဲ့တယောက်ငွေချင်းမတူကြတော့တယောက်ချင်းစီကိုတို့ကအကောင်းဆုံးအချိန်ညာပေးပြီးတော့ငွေစုထားဖို့အချိန်ညာပေးပါလိမ့်မယ်ဒီကြားထဲမှာလည်းသူကအတိုးနှုန်းတွေရပါတယ်ပြီးတော့သူကကြတော့
ဘာလုပ်လဲဆိုတော့ကိုယ့်ရဲ့ငွေကိုယူပြီးတော့သူတို့က investment ပြန်လုပ်ပြီးတော့ကိုယ့်ထဲကိုအတိုးထည့်ပေးရမျိုးပါဒါကကြတော့ဒီ retirement account ကအကယ်၍ဒီ crypto တို့ store တို့ forex တို့မလုပ်တတ်တဲ့လူတွေအတွက်အဆင်ပြေပါတယ် collectible တွေကြတော့ကျွန်တော်တို့ကဒီတန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ရုပ်တုတွေပကြီးတွေရှေးဟောင်းပစ္စည်းတွေပေါ့နော်ဒါတွေကိုစုဆောင်းတာမျိုးပါမြန်မာပြည်မှာတော့ကျွန်တော်တိတ်ပြီးတော့မသိပေမဲ့ဒီနောက်နိုင်ငံတွေမှာကျတော့တော်တော်လေးကိုစုကြပါတယ်ငါလေးတန်းတွေပါလေပြည့်ပြီးတော့ဟိုရောင်းရင်လောက်ကြတယ်ရုပ်ရှင်တွေထဲမှာတော့တွေ့ဘူးရမယ်လို့ထင်ပါတယ်တော့ H1 ကကြတော့ကျွန်တော်တို့ကအဖွဲ့အစည်းတစ်ခုပေါ့နော်တို့ကဘာလုပ်လဲဆိုတော့ကိုယ့်ရဲ့ငွေတွေကိုယူပြီးတော့တို့က invest လုပ်တယ်ပြီးတော့ကိုယ့်ကိုအတုံးနှောင်းတစ်ခုနဲ့ပြန်ပေးရပါအဲ့အလုပ်အများဆုံး investment ကတော့မြန်မာပြည်တွင်းမှာဆိုလို့ရှိရင်တော့ဒီ engine တွေရှိမယ်ရွှေဝယ်ရရှိမယ်ညနိုင်ငံခြားငွေရောင်းဝယ်လုပ်တာရှိတယ်ပြီးတော့ဘဏ်တွေမှာလည်း fixed deposit ထည့်တယ်ပြီးတော့ business လုပ်တဲ့လူတွေကြောင့်ကျွန်တော်ဒီထဲမှာတော့ထည့်မပြောတော့ပါဘူး online ကနေလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာforest လုပ်တယ်commodity တွေလုပ်တယ်crypto လုပ်တယ် stock investment တွေလုပ်တယ် collectible တွေကကျွန်တော်နီးစပ်ရအတိုင်းဝိုင်းတွေကြားမှာပဲလုပ်ကြတယ်အဲ့တော့တော်ရအဖြစ်တော့အပြင်လိုပေါက်ကြားလာတာမျိုးတော့မရှိဘူးဒီတော့ကိုကဘယ်လို risk မျိုးနဲ့ဘယ်လို investment မျိုးနဲ့လုပ်ချင်လဲဆိုတော့အရင်ဆုံးလေ့လာပြီးတော့မှအာ invest လုပ်ပါနော်ရေတုံနဲ့ကြီးပွားမဲ့ကိစ္စကိုမေ့ထားလိုက်ပါအဲ့တော့ကျွန်တော်ရေရှည်အတွက်အရင်ဆုံးအခြေခံ foundation အရင်တက်ရမယ်ပြီးတော့မှကြီးပွားအောင်လုပ်ရမယ်ဒီ US stock နဲ့ပတ်သက်ပြီးတော့ကျွန်တော် foundation ဘယ်လိုတည်မလဲဆိုတော့ကျွန်တော်အရင်ဆုံး strategy တွေလေ့လာရမယ်ဒီ market ကိုနားလည်ရမယ်အဲ့ဒီအကောင်လုံးလွတ်တက်ပြီဆိုရှင်ကျွန်တော်တို့အရင်ဆုံးတကယ်ငွေနဲ့မတုံးမဲနဲ့ကျွန်တော်တို့မူမှာဆိုရှင်ကျွန်တော် paper trade လုပ်လို့ရမယ်တိုက်ကမှာဆိုရှင်demo account ရှိတယ်demo account ကနေပြီးတော့ကျွန်တော်တို့အရင်ဆုံးလေ့ကျင့်လို့ရတယ်လေ့ကျင့်ပြီးတော့မှလွတ်တက်ပြီးကိုအမြတ်တွေရလာပြီဒါမျိုးဆိုလို့ရှင်ကျွန်တော်တကယ်ငွေကို deposit လုပ်ပြီးတော့ trade လုပ်လို့ရပါပြီ invest လုပ်လို့ရပါပြီအဲ့တော့ investment အမျိုးမျိုးရဲ့ detail ကတော့ရှာဖက်ကြည့်ကြပါ US stock အကြောင်းကျွန်တော် chapter 1မှာပြောပြပြီးပါပြီအဲ့တော့ကျွန်တော်နောက်ပိုင်းမှာနောက်ထပ်ဒီ US stock အကြောင်းကိုထပ်ရှင်းပြတော့ပါမယ်အဲ့တော့ဒီနေ့ဒီဟာကတော့ chapter 2အကြောင်းပေါ့နော်ကျွန်တော် chapter 3လေးကိုဆက်လိုက်ရအောင် chapter 3မှာကျွန်တော်ဘာရှင်းပြမယ်ဆိုတော့ငွေအရင်းအနှီးနည်းနည်းနဲ့ဘယ်လိုစပြီးတော့လုပ်ရမယ်ပေါ့ကို့မှာဆက်စချင်းဒေါ်လာ100ရှိရပဲထားပါတော့အဲ့တော့ဒေါ်လာ100နဲ့ဈေးများတဲ့ stock တွေကိုဝယ်မယ်ဆိုရင်ဘာဖြစ်မလဲ popular ဖြစ်တဲ့ stock တွေကိုလိုက်ဝယ်ရင်ဘာဖြစ်မလဲဥပမာ Apple stock ကလက်ရှိ240ပဲဆိုပါတော့Google ကလည်း183ပါနော်ကြိုက်တာဝယ်လို့ရမလားဆိုတော့ရပါတယ်ဒါပေမဲ့အမြတ်နည်းပါလေဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ Apple Store ကိုဝယ်မယ်ဆိုရရှင် one share ကို240ပေါင်နေချင်းကိုယ်စီမှာကဒေါ်လာ100ပဲရှိတယ်အဲ့တော့ကိုက0.35 share လောက်ပဲဝယ်နိုင်မယ်0.35 share ကဘယ်လောက်ကျမလဲဆိုတော့84ကျပ်ကျပါမယ်ဝယ်တဲ့အခါမှာကျွန်တော်တို့က platform fee ပေးရမယ် commission fee ပေးရမယ်အဲဆိုရှင်တစ်ခါဝယ်တိုင်း transaction တစ်ခုအတွက်1.5 or 2 dollar အဲ့လောက်ကျတယ်ပြန်ရောင်းတဲ့အခါမှာလည်းအဲ့လောက်ကျတယ်အဲ့တော့ကျွန်တော်တို့ဒီဝယ်နဲ့အယောင်းနဲ့တစ်ခု trade တစ်ခုအတွက်ကို3 to 4 dollar ကျပါတယ်ဒါကတော့ platform ပေါ်ကိုတည်ပြီးတော့ဈေးနည်းနည်းကွာမယ်ပေါ့နော်အဲ့ total ကုန်ကျစရိတ်ကဘယ်လောက်ဖြစ်သွားလဲဆိုတော့ကျွန်တော်က84အပေါင်း4ဒီကကြောင့်ကျွန်တော်1 trade အဲ့တော့အားလုံးပေါင်း88ကျမယ်ကိုက2ဒေါ်လာမြတ်ချင်တယ်2ဒေါ်လာအမြတ်ထွက်ဖို့ဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်အရင်84ချက်ရှိမယ်အဲ့ဟိုမှာဒီ platform fee အတွက်ကျွန်တော်4ချက်ရှာရမယ်ကိုယ့်ရဲ့အသက်တင်အမြတ်2ချက်ရှာရမယ်အဲ့တော့အားလုံးပေါင်း6ချက်ရှာရမယ်နော်8ချက်84ချက်ရင်းပြီးတော့6ချက်အမြတ်ရှာအဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့84ချက်မှာ6ချက်တက်ဖို့ဆိုလို့ရှိရင်1 share မှာ1 share ဖြစ်တဲ့240မှာကျွန်တော်တို့18.5လောက်တက်တော့မှကျွန်တော်တို့အတွက်2ဒေါ်လာမြတ်အဲ့တော့
19.5ကို240မှာတက်ပေါင်းရှင်ဒီ Apple ရဲ့ stock share 258ရောက်တဲ့အချိန်ကျတော့မှကိုက$2စပြီးမြောက်အဲ့တော့240ကနေပြီးတော့254တက်ဖို့ဆိုတာကတော်တော်လေးခက်ရင်ပါတယ်အဲ့တော့ပုံမှန် day trading လုပ်မယ်ဆိုလို့ရှင်တော့sorry daily trading လုပ်မယ်ဆိုလို့ရှင်တော့ဒီလိုဈေးကြီးရဲ့ဟာမျိုးပွဲမဲ့အစားဈေးနှဲပြီးတော့ဈေးတက်နိုင်ချေဈေးအသက်ကြများရဲ့ stock မျိုးရွေးတယ်ပြောဒီမှာက trend ချက်အနေနဲ့ပြောရမယ်ဆိုရှင်တော့ annual report ထွက်ခံနေဒါမှမဟုတ်ရှင် news အကြီးစားထွက်တဲ့အချိန်မျိုးမှာတော့ခုနပြောတော့ပဲ240ကနေ258ကိုခုန်တက်နိုင်တယ်ပေါ့နော်အဲ့တော့အချိန်ကြီးကြည့်ပြီးဝင်ရပါမယ် trading လုပ်တဲ့နေရာမှာအခက်အခဲဆုံးအချိန်ကအရင်အနည်းမလောက်တဲ့အချိန်ပဲကျွန်တော်တို့ပထမဦးဆုံးဒေါ်လာ100ပဲရှိတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုဒီဒေါ်လာ100နဲ့ကိုက်တဲ့ stock မျိုးကျွန်တော်တို့ကလိုက်ရှာတွေ့ပြီဆိုရင်တော့မှဒီကောင်ကဈေးတက်နိုင်ချေရှိမရှိကျွန်တော်တို့ပြန်ပြီးချင့်ချင်ရလာရဲ့အမြတ်နည်းနည်းကိုစုပြီးတော့ကျွန်တော်ကနောက်ပြန်ပြီးတော့ reinvest လုပ်ရတယ်ပေါ့နော်အမြတ်များလာတဲ့အခါမှာကျတော့ကြိုက်တဲ့ဟာဝယ်လို့ရသွားပြီ trade လုပ်ရတာလွယ်သွားပြီအဲ့တော့ကျွန်တော်စစချင်းစလုပ်မဲ့လူတွေအတွက်အခက်အခဲအများကြီးရှိပါတယ်ဒီတော့ကိုက strategy ပိုင်းနဲ့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်ရဲ့ strategy ကိုရှင်းပြပါမယ်ဒါပေမဲ့လောလောဆယ်ကတော့ကျွန်တော် strategy ကိုမရှင်းပြသေးပါဘူးကျွန်တော်အကျဉ်းမြင့်တော့ပြောပြပေးပါမယ်သူကကြာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီ100နဲ့ရင်းပြီးတော့ဟိုမှာ5ချက်30မြက်ပြီဆိုရင်တော့ကျွန်တော်ထုတ်ရောင်းလိုက်တယ်ထုတ်ရောင်းပြီးတော့ကျွန်တော်ရရဲ့5ချက်30ကျတော့ကိုယ့်ရဲ့နောက်ကို100အရင်ထက်ပြန်ပေါင်းသွားတယ်အဲ့ခါကျတော့ကျွန်တော်$10မြတ်တယ်ဆိုပါဆိုအဲ့ဆိုရင်ကျွန်တော်130နဲ့ reinvest ပြန်လုပ်တယ် reinvest လုပ်တဲ့အခါမှာကျွန်တော်က share ပို့ပြီးဝယ်နိုင်သွားပြီ share ပို့ပြီးတော့ဝယ်နိုင်သွားတဲ့အခါကျတော့ share ရဲ့တန်ဖိုးတက်သွားတိုင်းကျွန်တော်ကအဲ့ရအမြတ်ပို့ပြီးတော့ရသွားတယ်အဲ့တော့ကျွန်တော်ကဈေးတက်တယ်ရောင်းတယ်ပြန်ဝယ်တယ်ပြန်ဝယ်တဲ့အခါကျတော့ဈေးကျတဲ့ဟာကိုစောင့်ပြီးတော့ဝယ်ပေါ့နော် potential ရှိတဲ့ဟာကိုကျွန်တော်ဝယ်ရတယ်အဲ့တော့ဝယ်တယ်အမြတ်နည်းနည်းလေးစုတယ်ပြီးတော့ပြန်ရင်းတယ်ပြန်စုရအဲ့လိုမျိုးသွားတာပေါ့ Okay so ဒီနေ့ chapter 3ကတော့ဒီလောက်ပါပဲ Good luck with your trading အားလုံးကျေးဇူးပါ bye bye